ငွေစုရင်ချမ်းသာမယ်ဆိုတဲ့စကားကဘာဖြစ်လို့မလုံလောက်တော့လဲငယ်တုန်းကကြောက်ွယ်စကားရှိရကွာငွေစုရင်ချမ်းသာမယ်ဘဘွားရဲ့လက်ထက်ကတော့ဒီစကားကိုလက်ကင်ကျင်းသုံးပြီးတော့တင်းတင်းကြပ်ကြပ်စူဆောင်းကြရပေါ့အရင်ခေတ်လိုမျိုးဒီ TV ခေတ်အဲ့လိုစောင်းတွေခေတ်မှာတော့ဒီစကားကမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့အခုလိုမျိုးက2026ခုနှစ်လို့ digital စီးပွားရေးခေတ်ကုန်စည်နှုန်းတွေမြင့်မားတဲ့အချိန်မှာတော့ဒီစကားကလုံးဝမလုံလောက်တော့ပြီးတော့နာမည်ကြီး investor တယောက်ဖြစ်တဲ့ Warren Buffett ပြောခဲ့တဲ့စကားတစ်ခုရှိရကွာကိုအိတ်နေတဲ့အချိန်မှာအောင်မှာတဲ့ပတ်စံဝင်နိုင်တဲ့နီလန်းကိုမင်းရှာမတွေ့ဘူးဆိုလို့ရှိရင်မင်းတက်တလုံးအလုံးလုံးနေရမယ်တဲ့ဒီဗီဒီယိုကငွေမစုနဲ့လို့လုံးဝပြောနေရမှာမဟုတ်ဘူးကွာငွေစုတာကိုဘွားအတွက်လိုအပ်တဲ့အရေးကြီးဆုံးပထမဆုံးခြေလှမ်းတစ်ခုဖြစ်တယ်ကွာဒါပေမဲ့ရိုးငွေစုနေုံနဲ့တော့ကိုဘွားအတွက်မျှော်မှန်းထားကွာငွေကြေးလိုလတ်မှု financial freedom ကိုရမှာမဟုတ်ဘူး The Psychology of Money စာအုပ်ကိုရေးတဲ့ Morgan Housel ပြောပြစကားတစ်ခုရှိရဲကိုချမ်းသာလာဖို့အတွက်ဆိုလို့ရှိရင်ကွာလာစာကောင်းတာဝင်ငွေကောင်းတာအရေးကြီးတာမဟုတ်ဘူးတဲ့ကိုမှရှိတဲ့ငွေကိုထိန်းချုပ်နိုင်စွမ်းတဲ့မျိုးပွားအောင်တူပွားအောင်လုပ်နိုင်စွမ်းကပို့ပြီးတော့အရေးကြီးရတဲ့ဒါဆိုရင်တော့ဘာကြောင့်လဲကိုကငွေအများကြီးစုနေပါလေနဲ့အရင်တိုင်းပဲဆင်းရဲနေရလဲဒါမှမဟုတ်လို့ရှိရင်ကိုကအရင်တိုင်းပဲဒီထဲမှာလက်ပန်းနေစေဖြစ်နေတာလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ကအချက်၃ချက်နဲ့အသေးစိတ်ဖော်ပြပေးပါမယ်နံပါတ်၁ချက်ငွေစုရုံမဲ့စုပြီးတော့ဝင်ငွေရဲ့အစိပ်ပိုင်းတစ်ခုကိုတည်တံ့စနစ်တကျခွဲခြားမှုမရှိခြင်းပေါ့နော်အဲ့ဒါတော့ pay yourself first မရှိခြင်းလို့ခေါ်တယ်လူတော်တော်များများကငွေစုရအခါမှာအကျင့်တစ်ခုရှိတတ်တယ်ကွာလာစာထုတ်တာလို့ရှိရင်ကိုလိုတဲ့ဟာတွေဝယ်တယ်ကိုသုံးကျင်တာသုံးတယ်ပို့လာတဲ့ဟာကိုမှစုတာကြတယ်တကယ်တော့ဒါကအမှားကြီးတစ်ခုပဲစုတောင်းခြင်းဆိုတာကအကျွင်းကြံစုရတာမဟုတ်ဘူးကိုရလာတဲ့ဝင်ငွေရဲ့အစိပ်ပိုင်းတစ်ခုကိုခွဲပြီးဖယ်ထားရမှာ Robert Kiyosaki ရဲ့ကွာကြော်ကြားရဲ့ user တစ်ခုဖြစ်တဲ့pay yourself first ဆိုတာကတောင်းဆိုတာပါချမ်းသာတဲ့သူတွေကလာဆောင်ဝင်လာတဲ့ပထမဆုံးလုပ်တာကကိုယ့်ရဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုအတွက်20%ကိုတည်တံ့ဖယ်ထားပြီးတော့မှကျန်တဲ့ငွေကိုကျန်တဲ့လာရီအတွက်အသုံးပြုဖို့အတွက်ငွေကိုစီမံထားတာပါပြီးတော့ကိုကအလုံးအနာဂတ်အတွက်ချမ်းသာတဲ့ဒီ20% saving ငွေကိုကိုကရင်းနှီးမြှုပ်နှံမှုအကုန်လုံးမှာတွားပြီးလုပ်လို့မရအောင်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်လိုက်ကျွန်တော်တို့ဘဝမှာကမမြင်နိုင်တဲ့အခက်အခဲဆိုတာရှိလာနိုင်တယ်ဥပမာကျန်းမာရေးမကောင်းတဲ့အတွက်စေုံတက်ရတာဒါမှမဟုတ်လို့ရှိရင်အလုပ်ပြုတ်သွားတာတွေမိသားစုကခက်ခဲဖြစ်တဲ့အတွက်ငွေလိုအပ်တာတွေဒီလိုချိန်မျိုးမှာကျွန်တော်တို့ကအလွယ်တကူထုတ်ပေးဖို့အတွက်6လစာ emergency fund ဆိုတာကစောင့်ထားဖို့လိုအပ်သေးရဲ့အဲ့ဒီ20%နဲ့ကနေ6လစာကိုတည်တံ့ခွဲဖယ်ပြီးတော့ထုတ်ထားသေးရဲ့ဒါကိုတော့ emergency fund လို့ခေါ်ရကွာemergency fund ကိုနားမလည်သေးဘူးဆိုလို့ရှိရင်တော့ emergency fund video ကိုကျွန်တော်ရှင်းပြပေးထားရှိပါတယ်ဒီ playlist မှာသွားပြီးတော့ကြည့်လိုက်ပါနံပါတ်2အချက်ကတော့ကိုစုထားတဲ့ပတ်စံရဲ့တန်ဖိုးကျဆင်းလာတာပါဒါဟိုတော့ inflation and purchasing power လို့ခေါ်ရကွာဘယ်လိုလဲဆိုတော့ဒုတိယအချက်မှာကကျွန်တော်ဒီငွေကြေးလောကရဲ့အတန်တိတ်လူသက်သမား design နဲ့ခေလာ inflation ပြောရရင်တော့ငွေကြေးဖောင်းကွာမှုပေါ့လူအများစုကငါပန်းစာအုပ်ထဲမှာပတ်စံအပ်ထားတယ်ငွေပမာဏကလုံးဝမလျော့သွားဘူးတိတ်တရားတီရှိရဆိုပြီးတော့ခုံတက်ကြတယ်ဒါပေမဲ့ငွေပမာဏ dominant value ချင်းတူတူပဲဆိုရင်တော့မှာကွာအပတ်စံနဲ့ဝယ်လို့ရတဲ့ဒီ purchasing power ဝယ်နိုင်စမ်းတော့နှစ်တိုင်းမှာတဖြည်းဖြည်းကျဆင်းနေအောင်တော့လူတိုင်းကမိထားတတ်ကြတယ်ဥပမာပေးရလို့ရှိရင်အရင်10နှစ်လောက်ကဒီပတ်စံ1000နဲ့ဝယ်လို့ရတဲ့ကုန်ပစ္စည်းပမာဏကိုဒီနေ့ခေတ်မှာငွေ1000နဲ့ဝယ်လို့မရနိုင်တော့ပါဘူးရှင်းရှင်းလေးပြောရလို့ရှိရင်အရင်တစ်နှစ်တုန်းကကျွန်တော်ကဒီအချွေတပူဝယ်တောက်မယ်အချွေတပူဝယ်တောက်300ကျန်တဲ့ဝယ်တောက်တယ်ဒါပေမဲ့နောက်နှစ်ကျတော့ဘယ်လို300နဲ့ဝယ်လို့မရတော့ဘူးလို့ပြောတာ1000ဈေးတက်သွားတယ်အမှန်ရဲ့ကွန်ပစ္စည်းကဈေးတက်တာမဟုတ်ဘူးဒါကကိုယ်ငွေရဲ့ purchasing power ရှုံနေသွားလို့ပဲချောတော့ပြောကြမှာကွာဒီဘဏ်ထဲမှာပတ်စံအထားလို့ဘဏ်တုံးလုံးရရပေါ့စဉ်းစားကြည့်ကျွန်တော်တို့ရတဲ့ဘဏ်တုံးလုံးကဒီကုန်စည်နှုန်း inflation rate ကိုမမီဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဘဏ်ထဲမှာစုထားတဲ့ပတ်စံတွေကငွေစုတယ်လို့မဆိုနိုင်ဘူးဘယ်လိုပြောမလဲဆိုငွေရတဖြည်းဖြည်းပျောက်ဆုံးနေရလို့တော့မှပို့ပြီးတော့ဆိုနိုင်ပါတယ်emergency fund ကအရေးပေါ်ရောင်းငွေဖြစ်တဲ့အတွက်ဒီကောင်ကိုတော့ဘဏ်ထဲမှာထားတာကိစ္စမရှိဘူးဒါပေမဲ့ကို့မှာပိုရှန်နေတဲ့ငွေတော့ဘဏ်ထဲမှာသွားပြီးတော့အိတ်ခိုင်းထားလို့တော့လုံးဝမဖြစ်သင့်ပါဘူးနံပါတ်3ချက်ပေါ့နော်ငွေမျိုးပွားအောင်မလုပ်တဲ့ချက်ပေါ့ငွေဘယ်လိုမျိုးပွားအောင်လုပ်ရမှာလဲဒီဟာကဘယ်လိုပြောမလဲဆိုလုံးဝအရေးကြီးဆုံးချက်တစ်ချက်ဖြစ်တယ်ကွာဘယ်လိုလဲဆိုကို့မှာပိုရှန်နေတဲ့ငွေတွေကိုကိုသားမှာတင်ဆက်ထားမိတာကလုံးဝကို cut trap ပဲငွေထောင်ချောက်လို့ပဲပြောရမှာကွာငွေထောင်ချောက်တစ်ခုပဲဒါတော့ cut trap လို့ခေါ်တယ်လူတချို့ကကွာရင်းနှီးမြှုပ်နှံမှာကြောက်လို့ကိုယ့်ရဲ့ငွေကိုဘဏ်ထဲမှာအပ်ထားပြီးတော့တင်ဆက်ထားတဲ့ကြတယ်ဒါကရှေးရိုးဆွဲငွေစုဆောင်းမှုလို့ထင်ရပေမဲ့တကယ်တော့ဒီစီးပွားရေးအမြင်ရကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးစီးဆင်းမှုကိုကိုယ်တိုင်ကဖလော့လိုက်တာပဲကွာဘ
န်ကတ်တီထောင်တို့ကချီယန်ခါလင်းပြောခဲ့ပွဲစကားတစ်ခုရှိတယ်ငွေအလုံးမခိုင်းပဲနဲ့ကိုနာမှာတိတ်ဆက်ထားတာကတဲ့အဆိုးဆုံးငွေကြီးဆုံးရှုံးမှုတစ်ခုပါပဲစစ်မှန်တဲ့ချမ်းသာမှုလိုချင်ကွာငွေစုယုံနေတဲ့မဟုတ်ဘူးအငွေမျိုးပွားနိုင်တဲ့အဆက်တွေဖြစ်တဲ့ stock ETF တွေ index fund တွေဒါမှမဟုတ်လို့ချင်း crypto တွေဒါမှမဟုတ် real estate income တွေအထားတယ်မဟုတ်သေးဘူးကွာကိုပညာပေးမဲ့တင်တန်းတွေကိုရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ပါကွာထည့်သွင်းထားမှာအဲ့ဒီငွေကိုဒီနေရာမှာအဓိကတော့ချက်ကတော့ကွာကွန်ပေါင်းကလို့လို့ခေါ်ရဲအတူပေါ်အတူနဲ့တဖြည်းဖြည်းကြီးထွားလာမှုပါပဲကိုက investing လုပ်တဲ့အခါမှာကွာငွေကိုတစ်ခါရဲ့အကုန်လုံးမရင်းနှီးနိုင်တော့မှဒေါ်လာခေါ် average လို့ခေါ်ရဲ DCA နည်းကိုအသုံးပြုပြီးတော့ဖြည်းဖြည်းချင်းတိဆောက်သွားမှာပါဒီမှာလည်းသိထားတဲ့တစ်ချက်ရှိရဲဒါကလုံးဝအရေးကြီးရဲ Warren Buffett ပြောထားတာကွာ risk comes from not knowing what you are doing နဲ့ဒီစကားရဲ့အဓိပ္ပာယ်ကအန်ဒီရဆိုတာကကိုဘာလုံးနေမှမသိတဲ့အခါမှာပေါ်လာတတ်တာရဲ investing လုပ်တော့မယ်ဆိုလို့ရှိရင်ကိုကအရင်လေ့လာပါအရင်ရင်းနှီးအောင်လုပ်ပါကွာရင်းနှီးမြုပ်နှံမှုဆိုတာကရင်းနှီးမှမြုပ်နှံတယ်ဆိုရဲစကားရှိရမရင်းနှီးပဲသွားပြီးမြုပ်နှံလို့ရှိရင်အကုန်လုံးကမြုပ်သွားမယ်အားကြောင့်ကိုက investing မလုပ်ခင်မှာအရင်လေ့လာသင်ယူပြီးတော့မှစနစ်တကျရင်းနှီးမြုပ်နှံမှုတွေပဲမှာကျင်ပါတယ်အချုပ်အပြင်ပြောရမယ်ဆိုလို့ရှိရင်ငွေစုရင်ချမ်းသာမယ်ဆိုတဲ့စကားကကွာဒီအယူဆအဟောင်းတတ်ပဲဒီနေ့ခေတ်မှာတော့ဒီစကားကလုံးဝမလုံလောက်တော့ပါဘူးတကယ်တော့ဒီငွေစုတာကကျွန်တော်တို့အရေးပေါ်အခြေအနေတွေပါလုံခြုံမှုပေးနိုင်တာမှန်ပေမဲ့ကွာဒီစစ်မှန်တဲ့ချမ်းသာမှုကိုတည်ဆောက်နိုင်တာကတော့ငွေကစနစ်တကျကိုခိုင်းတတ်ခြင်းအဆက်တည်ဆောက်နိုင်ခြင်းတခုတည်းအပေါ်မှာပဲမူတည်တာပါအခုလိုမျိုးလက်တွေ့ကြတဲ့ financial IQ နဲ့ဒီငွေကြေးအကြောင်းတွေလေ့လာခြင်းနဲ့ဆိုရင်တော့ဒီ channel ကို like and subscribe လုပ်သွားဖို့အတွက်ပဲကျွန်တော်မှာချင်ပါတယ်ပြီးတော့ဒီ channel မှာကဒီ personal development နဲ့တော့တင်ပြီးတော့ mindset နဲ့တော့အဓိကထားပြီးကျွန်တော် podcast လုပ်ပေးစရာရှိရယ်အဓိကတော့ငွေကြေးအကြောင်းတွေကိုကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်တရားငွေကြေးအကြောင်းတွေကိုသင်ကျင်တဲ့ personal finance ကိုသိကျင်တဲ့ solution တော့ဒီ channel မှာလာပြီးတော့လေ့လာလို့ရပါတယ်နောက်ပိုင်းမှာလည်း investing အကြောင်းတွေပါကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဒါတင်မဟုတ်သေးဘူးကျွန်တော်ရဲ့ဒီ community link ကိုလည်း Telegram channel link ပေါ့အဟာကို description မှာချပေးထားမှာဖြစ်ပါတယ်လာရောက်ပြီး join ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်ဒီကျွန်တော်ရှင်း2ပတ်လောက်ကပျောက်သွားတာက2ပတ်လောက်ပျောက်သွားတာကကွာဒီကျမ်းမာရေးတိတ်မကောင်းတာကျွန်တော်ကိုယ်တိုင်ကအလုပ်များနေတဲ့အတွက်ဒီ channel ကိုခဏရထားဖြစ်ပါတယ်အခုကတော့ဒီ channel ကိုပြန်ပြီး run နေပါပြီဒါကြောင့်ဆက်ပြီးတော့ကြည့်ရင်လည်းဆိုလို့ရှိရင်တော့ channel like subscribe လုပ်ထားဖို့အတွက်ပဲမှာချင်ပါတယ်အားလုံးပဲနောက်ပြီးတော့မှပြန်တွေ့ကြအောင်